ဒါကြောင့်မို့လို့လဲအသင်းကြီးတွေအားလုံးအာဆင်နယ်ရဲ့တီကန်ဘောတွေကိုကြောက်နေကြတာပါပွဲစဉ်တစ်ခုမှာအာဆင်နယ်အသင်းလီဗာပူးဂိုးအေရီးယာအပြင်ဘက်နားတင် free kick တစ်လုံးရခဲ့ပါတယ်။ OD ကဘောလုံးအနီးမှာရက်နေတဲ့အတွက်လူတိုင်းလူကဂိုးရှိကိုဖျက်တင်လိမ့်မယ်လို့ပဲထင်နေကြတာပါလီဗာပူးအသင်းဟာဒီလိုအခြေအနေမျိုးတွေမှာအာဆင်နယ်ဘလောက်အနေအများလဲဆိုတာကောင်းကောင်းသိတာကြောင့်ဂိုးအေရီးယာထဲမှာသူတို့ကစားသမား၈ယောက်ထိပိတ်ပြီးခံစစ်ပြင်ဆင်ခဲ့ပါတယ်ဒါပေမဲ့အာဆင်နယ်ကပရိရဲ့အရန်ကျွယ်ဝတဲ့ကစားကွက်တစ်ခုကိုတုံးသွားခဲ့ပါတယ်သူတို့ကကစားသမား၄ယောက်ပဲအရှိကိုတက်ခိုင်းပြီးအဲ့ဒီ၄ယောက်စလုံးကိုလီဗာပူးရဲ့လူတိုင်းအနောက်တက်မှာတန်းစီရက်ခိုင်းထားလိုက်တာပါဒီလိုနေရာယူမှုကလီဗာပူးရဲ့တယောက်ချင်းလူကစားကွက်ကိုချက်ချင်းပြပြသွားစေပါတယ်ဘာဖြစ်လို့လဲဆိုတော့အာဆင်နယ်ကစားသမားတွေကအနောက်ကနေလွတ်လွတ်လပ်လပ်လှုပ်ရှားနေရချင်းလဲပြီးလူပေးမအောင်လုပ်နိုင်လို့ပါလီဗာပူးအသင်းဟာအဲ့ဒီကစားသမား၄ယောက်ပေါ်မှာပဲအာယုံပြည့်ထားပြီးဖြတ်တင်ဘောကိုရှင်းထုတ်ဖို့ပြင်ဆင်နေခဲ့ပါတယ်။ OD ကပြေးဝင်ကမ်းမဲ့အချိန်မှာပဲအာဆင်နယ်ကစားသမားတွေကအလှည့်ကျစနစ်တကျလှုပ်ရှားပြီးလီဗာပူးနောက်ခံလူတွေကြားတဲ့ရောမွေဝင်ရောက်ကဂိုးအေရီးယာတစ်ခုလုံးကိုရှုပ်ထွေးသွားအောင်လုပ်လိုက်ပါတယ်။ဒါပေမဲ့လီဗာပူးမှာလည်းအစီအစဉ်တစ်ခုရှိနေခဲ့ပါတယ်။ OD ကဘောလုံးကိုကန်လိုက်တဲ့အချိန်မှာပဲသူတို့ရဲ့ခံစစ်တန်းတစ်ခုလုံးကလူကြုံပေါင်းထောင်ဖို့အတွက်ရှေ့ကိုပြိုင်လူတက်လာခဲ့ကြတာပါပြဿနာကအာဆင်နယ်ကဒါကိုပါကြိုတင်တွက်ဆထားပြီးသားဖြစ်နေတာပါပဲလီဗာပူးကစားသမားတွေဂိုးအေရီးယာတွေကကစားသမား၄ယောက်ကိုပဲစောင့်ကြည့်နေတဲ့အချိန်မှာဘူကာယိုဆာကာကိုလုံးဝမျက်ခြေပြတ်သွားခဲ့ကြပါတယ်ဆာကာကဂိုးအေရီးယာအပြင်ဘက်လူမကျုံတဲ့စီကန်းလုတ်ကွင်းထဲမှာဘယ်သူမှလူမကပ်ပဲလွတ်လွတ်လပ်လပ်ရှိနေခဲ့တာပါကွက်တီအချိန်ရောက်တာနဲ့သူကအနောက်ကနေဖြတ်ပြေးဝင်လာပြီးခံစစ်တစ်ခုလုံးကိုအလစ်ငိုက်ဖမ်းကဘယ်ချေနဲ့မြေမကျကန်သွင်းသွားခဲ့ပါတယ်